တင်က HR Career လမ်းကြောင်းကိုစတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့သူဒါမှမဟုတ် HR Career လမ်းကြောင်းပေါ်ရောက်ရှိနေပြီး HR Function တွေကို Professional ကြကြလုပ်ကိုင်ချင်တဲ့သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါဆက်စွန်းတဲ့တန်တစ်ခုရှိပြီဖြစ်တဲ့ Multinational Company တစ်ခုဖြစ်တဲ့ Imo Consulting မြန်မာမှာ HR Professional တွေကသူတို့ရဲ့လုပ်တဲ့တစ်ချောင်းမှာရရှိခဲ့တဲ့အတွေ့အကြုံကောင်းတွေရင်ဆိုင်ဖြည့်ရှင်းခဲ့ရတဲ့လေးလာမှတ်သားစရာတွေကိုလုပ်ငန်းခွင်ဝင်ရောက်ဖို့ဒါမှမဟုတ်လက်ရှိလုပ်ငန်းခွင်မှာပြန်လည်အသုံးချနိုင်တဲ့အထိစာတွေ့ရောလက်တွေ့ရောတင်ကြားပို့ချပြသပေးမယ် HR Skill Hub Shaping Future HR Leaders Training Program ကိုဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်ရှင်ဒီ training ကို join ခြင်းအဖြစ် HR တယောက်ရဲ့ function တွေထဲတစ်ခုဖြစ်တဲ့ employee handbook ကိုလည်း functional ကြရေးသက်လာမယ်။ payroll ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းအခြေခံအစပြီးတော့တစ်ချက်သက်လာမယ်။ပြီးတော့ payroll ရဲ့အဓိကအစိတ်ပိုင်းတွေဖြစ်တဲ့ SSP, PID process တွေနဲ့ပတ်သက်ပြီးတော့လည်းကျွမ်းကျင်လာမယ်။ recruitment ဘိုင်းမှာဆိုလို့ရှိရင်လည်းဆောင်ရွက်တွေကိုသိရှိနားလည်လာမယ်အပြင်ကိုမှ HR နဲ့ digitalization ပေါင်းပြီးတော့အခုခေတ်မှာ trend ဖြစ်နေတဲ့ HR transformation တွေကိုပါလေ့လာသင်ကြားနိုင်မယ့်သင်တန်းတစ်ခုဖြစ်ပါတယ်ရှင်။ဒီ training လေးဟာဆိုလို့ရှိရင် fresher တွေအတွက်ရော HR professional တယောက်ဖြစ်ဖို့အတွက်စူးစမ်းနေသူတွေအတွက်ပါလက်မလွတ်တဲ့အခွင့်အရေးလေးတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်ဒီ training လေးကို join ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။အသေးစိတ်သိရှိလိုပါက chat box မှာဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရှင်။